ပါဘူးအသေးသေးတော့ထိုးထဲလိုက်တော့စီးနေအသေးထိုးတယ်ဘုံကြီးနဲ့ကုန်းပြီ 你都要么我要记录他。 အခုမှကားပေါ်မှာဟိုဒီပြီးတော့လိုက်မောင်းဖို့ရတယ်အဲ့လောက်ရှောက်လို့ပြီးကြောကြီးတော့ပေါ့ထိုးလိုက်ကျွေးအောင်ဖြစ်တယ် 这个蚂蚁有点就变了， ကျွေးအောင်လည်းတွေးပိတ်ပါ 来的， ဟုတ်တယ် 那是你了。 ပြောကြမှာဒီမျိုးအိတ်ကလေးတတ်ပြီးထိုးလိုက်တယ်ရှင်းတက်တာဆရာတော်ကထိုးလိုက်တယ်လေလူကြီးရဲ့ဆင်းဆရာတော်ဒီနေဘူးကြောင်းရောက်တော့ဝတ်တုဆရာတော်ကြီးပဲလူတော့ ဆရာတော်ပါတယ် ဒီကိ ဟုတ်တယ်ဝတ်တမီ ဝတ်တုကပြောတက် ဆက်တော့ပြင်စာဖြစ် ကျုပ်တယ် ကိုရီးယားအသေး ဆိုတော့ပြင်စာမဟုတ်ဘူးဒီတရားလောက်တော့တဲတဲ ဟိုကင်ဆာကြီးကိုပြော 有过了， ပြီးရောပိတ်တယ်ကင်ဆာကြီး ခြေကြောက်တွေလူမဲဆွဲနေတာရောင်ပြီးတော့ဟောသလို ရေတော့သူဒီပုံစံအိမ်အောင်ကြတဲ့အချိန်သူအရေကတနေ့9လောက်တော့ပဲဆလိတ်က2ဘူးပဲတော့2ဘူးတော့ခမောင်းလို့ဒူရလို့ခဲ့တယ်တိုက်ခဲ့တာဆုံးကတည်းကဒီပြန်တက် ကဲဦးလက်ရှိပဲ ဟုတ်တယ် မေကညဒီဘက်လှည့်လေမေကည ပြည့်ပြီးတယ် မေကညဒီဘက်လှည့်ပါမော်ရခဲရတယ်โอเคနော် ဒီတည်းကစာတိုင်းပြန်တယ် ဘာချင်းဘာမှနာပါ မင်းမစားဘူးမင်းကတော့အမေဟိုသူကလန့်လို့က ဟုတ်လား အမလေးလောက်ကြပါအောင်လောက်ကြပါအောင် မေကညကထထိုင်လို့ရလားတယောက်တည်းဟမ်ထိုင်ကြည့်ပါလားနည်းနည်းပါပါ အော်လေဒါ ဟမ် ကြားတယ်ဘာတော့ကြား မနှက်ပြန်ထိုင်မယ်ဆိုလို့ရှိရင်တော်သေးတာတပတ်လောက်နေမှ ဘာ ထိုင် တော့အကြာကြီးမေခုနေရအောင် ညပါ အဲ့နာကောင်းနာဒီဖေးဖေးအနာတက်တာကောင်းပါမလားဘုသူကပြောပြတယ်ဒီဘက်အချမ်းကိုနှိပ်ပြတာသူနာဘူးဘုဘကသူ့အကျော်ပိတ်နေတယ်ကောင်းတယ်လက်ပါမ အိတ်လာအိတ်ချင်းအမေတို့ကောက်ကိုရက်တောင်ခါခိုင်းနေတာ မတအားမခံပါကားလေးပြီးမခံနဲ့ရက်တော့တအားမခံမဲ့တစ်ချက်ချက်ကြပြီနားလိုက်လို့ အမို့စတိုက်ခါခိုင်းနေတာ ဇက်ခါလို့မြောက်ဇက်ခိုင်ဒီအဲ့ဒါမှသူပြောတယ်သူကသူပြည့်လို့ပြတ်တာဒီ ဟုတ်တယ်ဒီ ဒီကကိုကြောင့်ခတ်ပေးနေ အဲ့သူပြဆိုဒီအေးဝင်တယ်ဆိုဒီ ဖေးလက်ခတ်ပေးရတမီးတို့လက်ခတ် ရန်ခတ်တိုင်း ကောက်ကိုအရန်ခတ်အရန်ခတ် ဟို ရ မှာခြေပေါင်းထိုးတာတော့လေအဲ့စီကရှင်းပြတယ်တွေးကိုကျင်းအောင်လုပ်တာအဲ့ ဟုတ်တယ်သူစီကဆေးဘူးတွေ အဲ့ဆေးဘူးတွေအဲ့ သူဆေးထုတ်ပြီးလူ အဲ့သူကလူလိမ့်နေရေချိုးခိုင်းတာလေနော်တိတ်နာလို့ရှိရင်ယူနေအိတ်ကပ်ပြလိုက်တဲ့သူကလုံးဟွာတော့တခါတော့ရှစ်လုံးလောက်ထိုး အဲ့ဆေးဘုံကတအားနာလာနေတချို့အဖျားရတော့တက်သွား အဲ တက်တယ်ပြန်လာတော့ကိုယ်တွေပူနေတယ်လေ ဆရာတော်ကိုလေးပူနေဆရာတော်ကြဒီနေ့ကျတော့ဆရာတော်ကပြောထိုးကွာတဲ့ငါခွင့်ပြုတယ်ဆိုအသေးကိုတခါထိုးထဲတယ်အဲ့ဒါဆရာတော်ရဲ့ကြောင်းကြရင်တော့လူလိမ့်နေနေတယ်ကားပေါ်မှာ အဲ့တော့အနေထားကဘယ်လိုဖြစ်နေဆို ဆရာတော်ကအဲ့ဒီဟိုအသေးကင်စားပါ အသေးကစီးရင်သွားနေပြီလို့ သူ 6လပဲခံမယ်လို့ပြောတယ် အခုနေတာနေ ဒါ တာ ပေမဲ့ဆရာတော်ကဘာပြောလဲဆိုတော့ ဘုပဒနာဆရာတော်ပြော ခန္ဓာမချရဘူး ကိစ္စပြီးမှ ကိစ္စပြီးမှသူက တရားတယ်မယ်ကြောင်းဆောက်အောင်ကြံပြီး ဟိုကအဲ့ဒါပြီးဥစားပြီးမှဓမ္မယုံပြီးမှပြောခန္ဓာချဓမ္မယုံကလည်းတဝက်ရောက်နေ မေကညခြေတန်းလေးပြီ နောက်တစ်ဖြတ်ပြီးတယ်ဆိုသူက ခြေတန်း တားပွား မပွား ဟိုဆရာတော်အတာကြည့်တယ်သူကဘူးတွေနဲ့ဟိုခြံဆိုင် လို့သူနေတော့ဘယ်လိုနေလဲ ဟ
နင်းတော့ဒီတိုင်းပဲနဲ့ပဲပြောပဲ ကိုစိတ်ဝပြောတာกินစားလို့ စေးဝကင် ရှင်း တာ ကကင်စာပြောလိုက်6လပဲခံမယ် အဲ့တော့ဓမ္မနဲ့ရိုက်ပြီးသွားပြီအားလုံးသူတို့ဟိုကလုတ်ပြီးသွားပြီကင်တာဈေးုံက6လပဲပြောမယ်သူက9လပြည့်တော့ဈေးုံထက်သွားတယ်ဆရာဝန်တွေတော့မျိုးလုံးပြူဘာကြောင့်ဘာတွေဈေးတွေတုံးကြတော့ဘာမှမသူကဝိပဿနာပဲရှုတာ ကျွန်တော်တို့ရွာမှာရွာမြက်တဲ့ဖုန်းဆိုပေါ့ဒီစိတ်ဝတာကရဟန်းမပေါ့တော့ဒီဆိုတော့ကျွန်တော်ကိုသူကအဲ့လိုစိတ်ဝပဲအထူးကနေပြန်တော့6လ6လမဟုတ်တော့2လ2လတော့မှတီးပါအတူတန်းလုပ်ပြီးကောင်းလို့ဆိုကျွန်တော်လည်းသွားပြီးတော့ခုဝေးတယ်ဆိုတော့သူကဘာစမအလုံးပေါ့စိတ်ကင်းစားသူပြောတာပဲကိုတော့အမြင်မတတ်တော့ဘူးဒါနဲ့ကျွန်တော်6လပဲခုပဲသူအခု2နှစ် ကဲဒီလာတဲ့ကို နောက်ပိုင်းအသက်ကကြီး80ကျော်ဆိုတော့ ဟောတဲ့ သူနောက်ပိုင်းသူအသားပွားပစီပြက်ကျော်အဲ့လိုမှသိတာ ဆရာတော်ကတော့အခုဒီလိုဘာမှမပြတ်ဘူး အဲ့ဒါလေးကတက်ပင်းနေဒီပါအဲ့တော့ဆက်ကြတယ်လေကတက်ရတတူယူဆရာကောင်းအဲ့တောက်တော့ အသေးပဲပါ အဲ့အဲ့တောက်ဆရာတော့အဲ့ဒါလည်းတောက်က တဲ့ရွက် ကတိရွက်ကိုအရင်ညှိကတိပင်အဆူလေးတွေ အဲ့အဆူလေးအဲ့အရင်ညှိပါအဲ့ဒါသူဆုံးနေပါဖုံးမသူအချွတ်တွေကြောင့်ဟင်းညုံချက်တယ်အဲ့အရင်တော့အဲ့ ကတိဟင်းယူလဲကတိရဲ့ဟင်းယူလဲတချို့ချက်ကြ အဲ့ရှိတယ်လေကျွန်တော်တို့မင်းနေတယ်လို့ဘာလို့ခါကြအိမ်မှာအားရရင်ငယ်ကောင်းဆိုကလေးကကူချက်တာလေတော့ကောင်းလာ အဲ့ဒီအခြေအနေအများကြီး ကောင်းတယ် ကောင်းပါ ဘာဘူးဒါလည်းပြမယ်ကောင်းတယ်သူ ဟောတာလည်းတကားမကြောက်ဟောချက်ကတည်းကမကြီးအဲ့လိုဟောတာအခုမှကြောက်ဘူး အခုကဟိုဘာလဲနဲ့ဟာတာလို့ဖြစ်နေကြတယ်ထိုင်ရ ဟောဆရာကျင်းတော့ မင်းသားကြော်ရအောင်တွေးကြောပိတ်လို့တွေးကြောပိတ်တဲ့ခါကျစင်ကာပူသွားခုတယ်စင်ကာပူ6ရောက်ဖျက်မယ်ပြောလို့ပြန်လာပြီးတော့ဆရာဟိုဟာသူလေကော်မလေးရလေကြော်ရင်တင်နေမင်းသမီးရနာမည်ကြီးကောင်းမယ် ဟောဟိုလေ နော်ဝရလား နေဝရဲအမေဒီဖြတ်လာတာအဲ့သူတို့နေဝရဲဒီမှာသူတက်ကြီးဖြစ်ဒီဆရာကကူးတဲ့အချိန်အဲ့သွားကူးလိုက်တဲ့အချိန်မှာသူ့အမေကို3ရက်မြောက်မှာကြော်ရအောင်ကဒီစိတ်ကနေပြီးတော့ဖုံးလိုက်ဖြစ်တယ်ဆရာကြီးရှိတာဆရာကြီးနားအိမ်မှာဆရာကြီးရှိပါဆရာကြီးရှိရောဒီချက်တော့ဖက်ပြန်ရမယ်ဟိုကလည်းပြောတယ်ကြားမယ်ကြောက်လို့ဆရာကြီးကဟိုလည်းဆရာကြီးကဒဲထိုးပေးလိုက်တယ်ဒီလုံးထိုးပေးလိုက်သူတို့ပွင့်ဒီဆေးတယ်ဆရာကြီးတို့ဆေးတယ်တွေးပစ်တွေးကျဲစီတွေးကျဲတယ် ကိုကိုပါ တွေးရရောက်ပါ ဟိုးပါ ဟိုက သမီးတို့လည်းမသိတခါမှ ဆိုရှယ်လစ်ဆက်တယ် စ လား က်တလန် သားဖာနှစ်ယောက် နိုင်ကျင်ဝဲပြီး စိုင်းဖို့တွေပါလည်းမထောင်တော့ဘူး သားဖာနှစ်ယောက် ဘယ်လိုလဲဆိုအပေါ်ကဒီနေ့ဖះကန်းဒီနေ့မှရောက်တယ်သူကဆေးတော်ကြီးအများကြီးသူဖိုးလေအကြီးရလည်းထိုးတယ်ဆရာကြီးက ဖုံဖုံ အကြီးက ခေါ် ဖိုးရင်အကြီးပဲ တောင်းတာခိုင်းနေ ဟောသူကဂိုင်းနဲ့နော်ပေါ်ဒီ သူက သူကဟိုးစားပေါ့ ဝိဇ္ဇာတွေရပဲ သူကတောင်းတော့အစင်းတော့မဟုတ်သူကတမန်အစင်းကိုကြော်တယ် ဒါလုံးပဲ ဘိုးကြီးကဆန္ဒအားနေတယ် ဒါလုံးကလည်းအလုံးကြီးရွှေစင်လေးကြသားရှိတယ်အဲ့ဒီမှာအထဲမှာအဲ့ဒါဒါသားကြီးပဲဆရာအခုလို့မမ်းမဟုတ်ဘူး ဆရာတော်ဒီနေ့ဆုံးကတ်တယ်တဲ့အခုဒီနောက်ကြ ကောင်းတဲ့ဟိုအရင်ထုတ်ပေးလိုက်ထုတ်ပြီးတော့မှသူကခု သူကနေ့တိုင်းပဲလည်းမလုပ်အဲ့ သူကထိုးတာပဲသူကဒီနေရာ အဲ့မခါနိုင်ချက်ကြီးအနှိပ်ပဲခံ ချက်ခင်ကြာတူသွားတာတော့ စေးထိုးတာအယမ်းမြန်တယ်တစ်ချက်တစ်ချက် တခါသုံးအဲ့နဲ့ တလမလောက်အဲ့နဲ့တူ ဖန်စီစီပဲထိုးတာ ကျွန်တော်ကမသုံးရဘူးဘာလို့အဲ့လူလူကြီးဘောနော်ဟိုစီးဦးတော့စီးကောင်းတယ်အလင်းမသိစီးခဲပြီးအနာကြီးဖြစ်လို့ အဲသူကဘယ်လိုလဲဒီဆရာသေချာသွားတော့ဆေးမခဲဘူးသူကခုလာတယ်လို့မှတ်တမ်းဒီနေ့ဗီဒီယိုရိုက်တာဒီနေ့လာတာကိုရီးယားတီလာရှင်တပါးလာတယ်အခုငါတို့စောင့်ပေးနေအဲကြောင့်ဆရာတို့သုံးသပ်ဖို့တော့နောက်ကြကိုရီးယားအဲ့ဆရာတော်ကဟိုတီလာရှင်ကြီးကြာပြီဖြစ်နေတဲ့ဟာဟိုတဲကင်ဥစ္စာဆိုတွေးကင်စာလည်းရှိတယ်နောက်အကျော်ညက်တဲ့ယောဂ